အားလုံးပဲမင်္ဂလာပါ giftcat.com.mm ကနေကြိုဆိုပါခင်ဗျဒီနေ့လူဝေးများနေတဲ့ Google Authenticator ကနေပြီးတော့verification code ကိုရယူနည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီဆုံးကျွန်တော်တို့ Play Store ထဲကိုအရင်ဝင်မယ်ပြီးအမှ search bar မှာ Google Authenticator ဆိုတဲ့ software လေးကိုအရင်တောင်းပါခင်ဗျကျွန်တော်ဒါမိသားဖြစ်တဲ့အတွက် open လေးကိုနှိပ်လိုက်ပါမယ်ပြီးရင် Gmail ထဲကိုဝင်မယ်ပြီးညာဘက်ပေါ်ဒေါင်းလေးမှာရှိတဲ့ icon လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် manage your Google account ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင် security တွေကိုသွားမယ်ပြီးအောက်လေးနည်းနည်းဆွဲချမယ်ပြီး two step verification ဆိုတာလေးကိုဝင်ပါမယ်ခင်ဗျအောက်လေးနည်းနည်းဆွဲချမယ်ပြီးလို့ရှိရင် authenticator ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်ပြီး setup လုပ်မယ်အဲ့မှာကျွန်တော် scan ဖတ်လိုက်ရတယ်ကျွန်တော်က scan ဖတ်တဲ့နည်းကိုမသုံးဘဲနဲ့ cat scan ဆိုတဲ့ဟာလေးလိပ်ပြီးတော့ကျွန်တော် manually ပေါ့နော်ဒီ code လေးကိုသွားကူးထည့်မယ်ပေါ့နော်ဒါလေးကျွန်တော်ကူးပါမယ်ပြီး authenticator software တွေဝင်မယ်ပြီးခုန code ကိုကျွန်တော် key ပေါ့နော်ခုက key ကိုကျွန်တော်ရိုက်ထည့်လိုက်မယ်ပြီးရင်ဒီမှာဒီ key ကဘာအတွက်လဲဆိုတာကိုကျွန်တော်နာမည်ပေးလိုက်ပါမယ်ခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်ဒီ code ကိုခုန Google Gmail ဟိုထဲမှာသွားထည့်လိုက်ပါမယ်ခင်ဗျဒါဆိုရင်တော့ရသွားပြီခင်ဗျဒါဆိုတော့နှစ်ခုစလုံးချိတ်ဆက်သွားပါပြီဒီမှာလဲ authenticator ဆိုပြီးတော့ added just now ဆိုရပါပြီပေါ့နော်နောက် Gmail တွေဘာတွေ login ဝင်လို့ဒီ code တောင်းတယ်ဆိုလို့ရှိရင်ဒီ Google Authenticator add ထဲကနေပြီးတော့သွားပြီးတော့ဒီ code ကိုရယူလို့ရပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်